morning. It's day 13 of waking up 7 a.m. ဘာလို့လဲနှစ်ပတ်ပြည့်တော့မှာပေါ့နော်နှစ်ပတ်နီးနီးရှိနေပြီ9နာရီကိုထားဖို့ကြိုးစားနေရအမှန်တိုင်းဝန်ခံရရင်ဒါ happy တခုတော့ဖြစ်မလာသေးဘူးပဲနှစ်ပတ်နီးပါရှိရတော့မှာပဲနည်းနည်းကြိုးစားပြီးတော့ထားနေရတာပေါ့သူ့လိုလိုဖြစ်မလာသေးဘူးမဖြစ်လာသေးတဲ့အကြောင်းရင်းတစ်ခုကတဲ့နှစ်ပတ်ဒီအိတ်တာနောက်ကျကြတယ်ဒီကနေ့2ရက်လောက်ကဆိုရင်ကလေးနေမကောင်းတဲ့အတွက်နှစ်ပတ်ဒီအေးပြတ်တယ်အဲကျွန်တော်မနက်ခင်းကိုကောင်းကောင်းမထားနိုင်ဘူးမကြည်လင်ဘူးပေါ့နော်14ရက်နဲ့တော့အကျဉ်းတစ်ခုဖြစ်မလာနိုင်သေးဘူးပဲဒီကြိုးစားယူနေရသေးရဲ့လို့ခံစားရတယ်စပြီးဒီ9နိုင်ထားတော့စလို့တုန်းကဒီ3 day 4လောက်မှာတော့တော်တော်လေးကိုနေလို့ကောင်းတယ်တော်တော်လေးကိုအဆင်ပြေလို့ခံစားရတယ်အခုဂျိုင်းမှာ2ရက်လောက်အေးပြတ်တယ်အေးမောရတဲ့ခါကျတော့ထားတာအဆင်မပြေပြန်ဘူးပြန်ပြီးအိတ်ချင်ရပုံစံမျိုးဖြစ်နေရပါတော့အဲ့လိုတော့ရှိတယ်ဒီနေ့က73ရက်မြောက်ပေါ့ဘာဖြစ်ဖြစ်အကျဉ်းတစ်ခုဖြစ်လာဖို့က21ရက်28ရက်အနည်းဆုံးလိုအပ်တယ်လို့ပြောတာဆိုတော့အဲ့ဒီထိထားကြည့်မှာပေါ့ဘယ်လိုနေမလဲ